လူပြောက်တန်ချင်းလို့ပါဆရာကျွန်တော်သားပြောင်းနေလို့ပါဗျမိုးသေးထန်စွာရွာသွန်းနေသောဂျွန်လပထမအပတ်ဤဒုတိယရက်တုဒ္ဒဒုက္ခတို့အမွှာညီကိုနှင့်အတူတငယ်ချင်းများမိုးရီတဲ့ပျော်ရွှင်စွာဘောလုံးကစားနေကြသည်ပုံမိုးသေးထန်စွာရွာသွန်းလာသောမိုးရီတို့နှင့်အတူဘောလုံးပွဲဟာလည်းအရှင်ကောင်းလာသည်ကိုတိုင်းငါချမ်းလာပြီပြန်တော့မယ်ကွာမင်းကလည်းလှုပ်ပြီဒါဆိုလဲဆိုင်ကယ်ယူသွားကွာအမွှာညီကိုဖြစ်တော်လေစရိုက်မတူဝါဒနာမတူအရှင်းလဲမသိမြတ်လှတုဒ္ဒကအကြီးဖြစ်၍ဒုက္ခကအငယ်ဖြစ်လေသည်နှစ်ယောက်စလုံးအရက်9ပေ4လက်မရှိ၍အသားဖြူသပင်ကောက်ဝိုင်းဆက်သောမျက်နှာထူထဲနှမောင်သောမျက်ခုံးရှွန်းလဲတောက်ပသောမျက်လုံးတို့ကိုစီပိုင်ဆိုင်ထားကြကခွဲမရအောင်ကိုတူသည့်အပြင်အတန်ကအစတတန်တဲ့တငယ်ချင်းပေါင်းသင်းများနှင့်ပတ်ဝန်းကျင်တစ်ခုလုံးကတော့မှဲ့နေတာခွဲရှားသည်အငယ်ကောင်ဒုက္ခဤဝဲဘက်ပါပြင်မှာမှဲ့နီလေးတစ်လုံးပါရှိ၍အကြီးကောင်တုတ္တမှာတော့မပါတန်းငယ်ထမင်းမစားခင်မင်းကိုတက်ခေါ်လိုက်ပါဦးအမေခေါ်နေတယ်ပြောအခုပြန်လိုက်ခဲလို့ပြောကြားလားနေ့စဉ်လိုအဆက်မပြတ်ရွာသွန်းနေသောမူရင်းပီတာလာသည့်ဇွန်လလဤပထမအပတ်ဒုတိယရက်ကျွန်တော်ကအမှုစစ်အရာရှိရဲဦးဆွဲမအောင်ပါအကိုတို့အမှုဖွင့်ထားတဲ့လူပြောင်းမှုကိုစုံစမ်းဖို့ကျွန်တော်တာဝန်ပေးထားလို့လာတာပါဒါနဲ့အခုအမျိုးသမီးရောကျွန်တော်သားပြောတာဒီနေ့ဆိုတလားတိတိရှိပြီလေဘာသတင်းမှလည်းမရဘဲမှလည်းရှာမတွေ့သူ့မိရတော့သူ့သားစိတ်နဲ့အဲ့ရတဲ့လဲနေတာ3ပတ်တောင်ရှိပြီအခုဆိုရင်စိတ်ကြမ်းမာရေးဆရာဝန်နဲ့ပါပြနေရတယ်လေကဲဘူးကော်ဖီသုံးဆောင်ပါဦးဟုတ်ကဲ့ဗျာသားသမီးဘူးကဘာနဲ့မှမတူပါဘူးဗျာကျွန်တော်ကိုချင်းစားပါတယ်တလအတွင်းမှာစိတ်ကြမ်းမာရေးဆရာဝန်နဲ့ပါပြနေရတယ်ဆိုတော့တော်တော်လေးစိတ်ထိခိုက်သွားတဲ့ပုံပါပဲရဲအုပ်ဆွဲမှန်အောင်မှာမိသားစုအရှိအနေနဲ့အမှုအတွက်တိတ်လို့တီများကိုမေးမြန်းဖို့ရာလိမ္မာပါနဲ့စွာစကားလမ်းကြောင်းနေရသည်ဟုတ်တယ်ဗျာပြောမယ်ဆိုရင်တော့စိတ်ထိခိုက်တယ်ဆိုတော့သူကထင်အောင်ထင်မှားဖြစ်နေတာမွေးထားတာကလည်းအမွှာကိုအိမ်မှာရှိတဲ့အကြီးကောင်ကိုပျောက်သွားတဲ့အငယ်ကောင်လို့ထင်နေတာတခါလေသားကြီးခေါ်လိုက်တခါလေသားငယ်ခေါ်လိုက်နဲ့တရက်တဲ့ပိုဆိုးလာတာဒါကြောင့်အခြေဒီတအားမဆိုးခင်ကျွန်တော်နဲ့ရင်းနှီးတဲ့ဒေါက်တာတင်မောင်ကိုတိုင်ပင်ပြီးတော့ကုပေးနေရတဲ့အနေအထားပေါ့ဗျာအုံမိုင်းနေသောမိုးကောင်းကင်ကြီးဟာလွမ်းစွပ်ဖွယ်ကြည်ကွဲဖွယ်စိတ်ခံရှိနေသူတို့အဖို့ငိုရှားပြစ်ရှင်လောက်အောင်တွန်းအားများပေးနေသလားဟုထင်မှတ်เสียပင်တိတ်မကြေလာသောရှံဝင်းအတွင် kiss me ပန်းရောင်စုံတို့ကိုစီတန်းကပက်ပက်လဲစိုက်ပြိုးထားသောတထက်တိုက်လေးအတွင်ရဲအုပ်ဆွဲမှန်အောင်အားစိတ်မပါတော့ညာအဲ့ကန်စကားပြောနေသောဦးမျိုးလှိုင်ဝင်းဤမျက်နှာအမူအရာဟာလေအုံမိုင်းနေသောမူကောင်းကင်ကြီးတကယ်သို့ပင်ရဲအုပ်ဆွဲမှန်အောင်လေတုတ္တနှင့်ခဏတာစကားပြောပြီးနောက်ဦးမျိုးလှိုင်ဝင်းအားနှုတ်ဆက်ကာပြန်လာလိုက်လေသည်မသိအိတ်နေပြီလားငါရှူပေါက်ရှင်လို့လိုက်ဆောင်ပေးပါလားနေဘာဖြစ်နေရလဲအနွယ်နေရင်ကဒီလိုမဟုတ်ပါဘူးငါ့ထဲမှာနေရတတိရှိဆုံးပါဘာလို့ခုမှရမ်းကြောက်တဲ့ပုံစံဖြစ်နေရလဲ
မသိဘူးဟာငါစိတ်ထဲမှာငါမပြောပြတတ်ဘူးလာပါဟာငါအရန်ပေါက်ရှင်နေပြီ သွား အထက်သားပြချက်တွေနဲ့ကာယံအခန်းဖွဲ့ထားတဲ့ကရင်တစ်လုံးအပြင်လူတကူစားသာဝင်ဆန့်တဲ့အခန်းငယ်17ခန်းပါရှိသည့်စမ်းချောင်းမြို့နယ်တွေကဆယ်ရက်တာဤကိုးလွှာတွင်ဖွင့်လှစ်ထားသောအမျိုးသမီးသီးသန့်ဆောင်၌တိမ်တိမ်ထွေခင်မြတ်နွယ်တို့နှင့်အတူအလုတ်ကျောင်းတို့လိုကိစ္စရက်တွေလောက်ကင်ဖို့ရာအဆောင်ငါအခန်းငါပြီးအမျိုးသမီးငယ်များနေထိုင်ကြသည် ပြောပါအောင်ຫນွေနင်ကဘာကိုကြောက်နေရလဲငါတို့ဒီဆောင်မှာနေရတစ်နှစ်ခွဲတောင်ရှိနေပြီဒီမှာဘာမှမရှိပါဘူး ငါမျက်လုံးမိတ်လိုက်တာနဲ့ကိုတောက်ပဲမင်းလေးလိုမျိုးကြီးနေခင်ရလေငါတမင်ကြိုက်စိနေရောငါနောက်ကျော်မှာတရရောက်လာရဲ့ကြီးနေတယ်မျိုးကြီးခံစားနေရတယ်ပြောရင်ချက်သိန်းအောင်ထားရငါဒီလိုခံစားချက်မျိုးတစ်ခါမှမဖြစ်ဘူးဟာ အိမ်မပြောနိုင်ပဲအတွေးတွေနဲ့စိတ်လျှောက်ရှားနေသောအေးမြတ်နွယ်ကိုတီးနူးလာတဲ့တိမ့်တိမ့်ထွေးမှအဖော်ပြုတ်ပြီးကတိုက်ခန်းဝရန်တာမှာနှစ်ဦးသားစကားထွက်ပြောနေသည်တစ်ချက်တိုးဝေးလာသောလေပြေလေမြင်းဟာအထက်အမြင့်နေသူတို့အဖို့တိတာခံစားရပြီးဝရဏာကျိုးတန်းတွေမှာလှမ်းနာတဲ့အဝတ်များဟာလည်းလေမြင်းဤဆွဲခေါ်ရသူလှုပ်ခတ်မှု့ရမ်းနေသည်မှာစီးကျက်ညီလှပစွာကနေသည့်အလား အຫນွေညဘက်ကော်ဖီတောက်တာလဲရှော့အခုပြောင်းနေတာကကိုတားမဟုတ်ဘူးကိုခတီသလားရှင်သလားဘာတွေဖြစ်နေမလဲငါလေးစိတ်ပူပါတယ်ငါတို့တွေကအရင်ကြီးဆုံးတငယ်ချင်းတွေပဲလေသူ့တည်င်းကိုငါလည်းအမြဲနားဆွတ်နေရလင်ကလေတခုဆိုအရန်တွေးလွန်တာပဲအခုကနင့်တွေကနင့်ကိုပြန်ရှောက်နေလို့ဖြစ်နေရပြောကောင်းဆိုကောင်းကိုခတည်သွားတာမျိုးဆိုရင်တော့သူတို့ကနေမှာဖြစ်တာလေငါတို့ကအခုရန်ကုန်မှာဟုတ်ပြီလားကဲဟာငါအိတ်ရှင်နေပြီနင်လည်းသွားရတော့ မိုးဆက်များဟာအေးမြင့်နွယ်ဤပါးပြန်ထပ်သူတဆက်ကြလာသည်နှင့်မျက်လုံးဖွင့်ကြည့်လိုက်ရှင်မှာမိမိအိပ်ဆက်နေသောအခန်းထဲ၌မဟုတ်ပဲထူထဲသောဝယုံပင်ကြီးများစီတန်းကရှိနေသောမြေနီလန်းကြားလေးတစ်ခုတည်းသူရောက်ရှိနေခြင်းဖြစ်လေသည်ဘေဘီဝဲရာလှည့်ပက်ကြည့်လိုက်သောအခါမိမိအားနောက်ကျော်ပြီး၍မတက်ရက်နေသောအမျိုးသားငယ်တဦးကိုတွေ့လိုက်ရသည်မိုးဆက်များမိကိုငွေလိုအငွေ့များကြားထဲ၌ဝူးတဝါသာမြင်ရသောထိုအမျိုးသားငယ်ဟာတဖြည်းဖြည်းလက်နောက်ပြန်လျှောက်လာကမိမိအနီးသို့နီးကပ်စွာရောက်လာသည်နောက်ကျိုးသာမြင်နေရတော့လေထိုအမျိုးသားငယ်ဟာတုတ္တဖြစ်နေမှန်းအေးမြင့်တွေကောင်းစွာမှတ်မိနေသည်ခွေးဥတံများဟာလေစူးရှကျဲလောင်နေလျက်အေးမြင့်တွေတယောက်မလှုပ်မရှက်ငူတူတူဖြင့်သာမတက်ရက်နေသည်ထိုနောက်ကျောပေးထားသောအမျိုးသားငယ်မှာရုတ်တရက်စက်ကနေမျက်နှာလှည့်လိုက်ရာဦးကောင်းမှသွေးများစီးကျနေပြီးနီရဲနေသောမျက်နှာနှင့်သေချာပေါက်ကိုတုတ္တဖြစ်နေလေတော့သည်အိမ်မက်ကနေစက်ကနေလက်နိုးလာ၍ထထိုင်လိုက်ခါအသင့်ဆောင်လာသော1 လီတာရေတက်မှုအားလှမ်းယူပြီးရေအနှဲငယ်တောင်းလိုက်ပြီးနောက်အတွေးများဤမျက်နှာကောင်းလဲစုပြုံဝင်လာသည်ပျောက်သွားတာကကိုခဖြစ်တော်လေသူမစိတ်ထဲဘာလို့ကိုတလို့ထင်နေတာလဲအခုသူတို့အိမ်မှာရှိနေတာကကိုတအစ်စ်မဟုတ်ရဲ့လားကိုတနဲ့ကိုခဘာတွေဖြစ်ခဲ့တာလဲအတွေးပေါင်းများစွာမိကိုဥသလိုတမြင့်မြင့်တငွေ့ငွေ့လုံးထွေးထူထပ်လာပြီးနောက်အေးမြင့်တွေဆုံးဖြတ်ချက်တစ်ခုကို
ခိုင်ခိုင်မာမာရှာမှတ်လိုက်လေသည် ကျွန်တော်စမ်းသိတာကစကီဇိုဖရီနီးယားလို့ခေါ်တဲ့စိတ်ကစင်ကလျာယောဂဖြစ်လောက်တဲ့အနေအထားမျိုးတော့မဟုတ်သေးဘူးလို့ကျွန်တော်ယူဆတယ်အခုကသူ့အမသားတွေကိစ္စမှာပျောက်သွားတဲ့သားကိုအိမ်မှာရှိနေတဲ့သားလို့တခါတလေထင်မြင်မိုံလောက်ပဲဒါကလည်းပျောက်သွားတဲ့သားပေါ်မှာအလွန်မင်းပူပန်စိတ်ကြောင့်ခွဲမရအောင်တူနေတဲ့ရှိနေတဲ့သားပေါ်ထင်အောင်ထင်မှဖြစ်တာပါဒါမျိုးကတော့မိခင်တော်ကအနေနဲ့ဖြစ်တတ်ပါတယ်တခုကတော့သူ့သားပျောက်သွားကြတဲ့အိပ်ပြက်အစားပြက်ဖြစ်နေတာရက်ကြာလာတဲ့ခါကျတော့ဟာရချုပ်တယ်လည်းပါတာပေါ့ကျွန်တော်သူနဲ့အေးအေးဆေးဆေးစကားပြောကြည့်တဲ့အချိန်တိုင်းမှာပုံမှန်လိုပဲစိတ်ယောဂတစ်ခုလိုအမြည်တက်လို့ရလောက်အောင်အထီတော့လက္ခဏာတွေမတွေ့ရသေးပါဘူးဒါကြောင့်ကျွန်တော်လည်းသူ့ကိုအားစိတ်လောက်ပဲအုံပေးထားတာပါဗျာဟုတ်ကဲ့ပါတော်တော်ကျွန်တော်အခုလိုအချိန်ပေးပြီးတော့တည်တည်ချာချာလေးရှင်းပြပေးတာကျေးဇူးအထူးတင်ပါတယ်ခင်ဗျနောက်တော့ကျွန်တော်သိချင်တာလေးတွေပေါ်လာရင်လည်းအခုလိုလေးရှင်းပြပေးပါလို့ကျွန်တော်ဟိုမြစ်တာရက်ခံပါရစေဒါဆိုကျွန်တော်တော့ခင်ပြပါဦးဟုတ်ကဲ့ပါဘူးကိုမျိုးလံဝင်တို့မိသားစုကကျွန်တော်မိသားစုလိုပါပဲဒီကိစ္စမှာကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးအကောင်းဆုံးကူညီပါမယ်ရဲအုပ်ဆွဲမှန်အောင်လေဒေါက်တာတင်မောင်အားနှုတ်ဆက်ကစခန်းသို့ပြန်ရောက်တော့မိမိပြန်ကနေဒေါက်တာတင်မောင်အသိပေးလိုက်သောစကားအားအကြိမ်ကြိမ်အဖန်ဖန်ပြန်ကြားရပြီးအမှုအတွက်ဆက်လက်စုံစမ်းရမည့်ကွင်းဆက်များကိုရေးဆွဲတည်ဆောက်နေသည်ဒေါက်တာတင်မောင်ပြောခဲ့သောစကားမှာအော်ဘိုးကြီးဘလောက်ပဲခွဲမရအောင်တူနေပါစေကျွန်တော်အတွေ့အကြုံရတော့မိခင်တယောက်ကတော့တေချာပေါက်ခွဲခွဲပြားပြားခွဲတတ်ပါတယ်ဗျာငါညီမင်းနာမည်လေးပြောပါဦးတူတာပါအဲ့နေ့ကမင်းညီဒုက္ခကဆိုင်ကယ်နဲ့အရင်ပြန်သွားတော့နော်ဟုတ်ရဲ့လားဟုတ်ပါတယ်သူရင်ပြန်နေတာပါမင်းကအိမ်ကိုဘယ်လိုပြန်သွားရလဲကျွန်တော်တင်ထုံးအောင်လိုက်ဖို့တာပါအိမ်ထိလားဟုတ်ဘူးရလမ်းထိပ်ကကုန်းဆိုင်နာမှာချခဲ့တာကျွန်တော်ကုန်းဆိုင်မှာဆက်လက်ဝယ်ပြီးချင်းချင်းလျှောက်ပြီးတော့ပြန်သွားတာပါမင်းနဲ့တင်ထုံးအောင်အတူတူပြန်လာတဲ့လမ်းမှာဒုက္ခကိုမတွေ့ဘူးလားမတွေ့ပါဘူးမိုးရလည်းအရန်ရွာချမ်းကလည်းချမ်းနေတော့ဘေးတွေဘာတွေလည်းတိတ်ပြီးတော့ကြည့်မနေနိုင်ပါဘူးမင်းတို့ညီကိုနှစ်ယောက်ရဲ့ငယ်ဘဝအမှတ်တရလေးတစ်ခုတော့အခုကိုပြောပြပါလားထွေထူးမရှိပါဘူးဟုတ်ပါပြီတူတာလေးမင်းလည်းစိတ်တွေပင်ပန်းနေပုံရတယ်အခုတို့ဒီလောက်နဲ့ပဲရက်လိုက်ကြမယ်နောက်ထပ်လိုအပ်ရင်တော့ငါညီဘက်ကတချို့ကိစ္စတွေပုံဝင်လင်းလင်းပြောမှဖြစ်မယ်ရဲအုပ်ဆွဲမှန်အောင်မှာတုတ္တကိုမိကုံးအနှဲငယ်မေးပြီးနောက်တင်ထုံးအောင်အားဆက်လက်မေးမြန်းနေသည်ငါညီကတင်ထုံးအောင်နော်အဲ့နေ့ကမင်းအကြီးကောင်တူတာကိုဆိုင်ကနဲ့အိမ်ပြန်ပို့ပေးခဲ့တာနော်ဟုတ်ရလားဟုတ်တယ်ကကိုခါကသူ့ဆိုင်ကနဲ့အရင်ပြန်သွားတာကျွန်တော်ကကိုတာကိုသူတို့လမ်းထိပ်ကွန်းဆိုင်နာထိပို့ပေးခဲ့တာဘာလို့သူတို့အိမ်ထိလိုက်မပို့တော့ကိုတာကဒီမှာပဲဆင်းတော့မယ်တဲ့ဒီစစ်လိတ်ဝယ်ဦးမှာမို့လို့အဲ့ဒါနဲ့ကျွန်တော်လည်းအဲ့ဒီမှာပဲချထားခဲ့တာမင်းတို့ပြန်တဲ့လမ်းမှာဒုက္ခကိုမတွေ့မိဘူးလားသူကသူ့တောက်ကိုလာကြိုးတာလေမတွေ့ဘူးဗျလမ်းလွဲတာလည်းဖြစ်နိုင်တာပဲကျွန်တော်တို့ကမီတာဝင်လမ်းကြားကပတ်ပြန်တာ
မင်းတို့ကဘာလို့လာလန်းတိုင်းမပြန်တာလို့ကျွန်တော်ကောင်မလေးအိမ်ဘက်ကပတ်ပြန်တာလေဘာဖြစ်လို့အေးဘာမှတော့ဖြစ်ပါဘူးငါသိချင်လို့မေးတာပါငါညီအခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်နောက်တစ်အကူလိုရရင်ကူညီအောင်နော်ဟုတ်ပြီလား စစ်အရာရှိရုံးခန်းအတွင်မှတင်တွန်းအောင်ထွက်သွားပြီးနောက်ဇေယဦးအားခေါ်ကဆက်လက်မင်းမြန်းလေပြီ ဇာဝီအကူသိချင်တာလေမင်းသိတဲ့လောက်အမှန်တိုင်းဖြေခဲ့ဦးနော်ဒါနဲ့အဲ့နေ့ကမင်းတို့ဘောပွဲအခြေအနေတွေလှုပ်ဆမ်းမအောင်ဗျာဘောလုံးပွဲအနိုင်ရှုံးအောင်ပြောတာအေးလေကွာမင်းတို့ကလောင်းချင်းနဲ့ကန်တာဆိုဟုတ်တယ်ဗျာအဲ့ဘွဲမှာကျွန်တော်တို့နိုင်ကျွန်တော်တို့ကအမြဲနိုင်တာဘာလို့လဲဆိုတော့ကျွန်တော်တို့အဖွဲ့ကလူအရမ်းကြီးတာဗျာကျွန်တော်တို့အကုန်လုံးကကြောင်းလက်ရွေးစင်နေလေဟုတ်ပါပြီကွာတစ်ဖက်တင်းခြေကောဘလူတော့ဟာဒီကောင်တွေကငညစ်တွေဗျာတိတ်တယ်မကစားတတ်ပါဘူးကျွန်တော်တို့ကိုဒီကောင်တွေကစိန်ခေါ်လို့သာချိန်လိုက်တာနောက်ဆုံးတော့လဲရှုံးတာပါပဲအဲ့တော့မင်းတို့ဘွဲ9သိန်းခိုင်သွားတယ်ပေါ့ဟုတ်တယ်မလားဒါပေါ့ဗျာနေပါဒုက္ခကဘာလို့အရင်ပြန်သွားရလဲကိုခါကပထမပြီးတော့ချမ်းလာလို့ရလေသူကအမောလည်းသိမခံနိုင်ဘူးဒါကြောင့်ဒီကောင်ကိုကျွန်တော်တို့နောက်တန်းမှာပဲထားတာကိုတာကတော့ရှေ့တန်းကစားတာလေတုတနဲ့ဒုက္ခရဲ့မတူတဲ့ type လေးတွေမင်းသိသလောက်ပြောပြပါဦးဘယ်လိုပြောရမလဲဗျာကိုခါကတော့အရန်အေးတယ်ဗျာဒီနေကုန်နေလို့စကား10ခွန်းပြအောင်မပြောဘူးသူ့ဘာတော့သူခက်အေးအေးနေတဲ့ type မျိုးဗျာကိုတာကြတော့တွတ်တယ်ဖော်ရွေတယ်အစနောက်လည်းတန်တယ်ဗျာမိန်းကလေးတငယ်ချင်းတွေဆိုရင်ကိုခါတဲ့ကိုတာကိုပိုခင်ကြတာဟဲ့သူတို့မှရီးစားတွေပါလို့မရှိဘူးလားဟာကျွန်တော်သိသလောက်တော့မရှိဘူးဗျာဟိုဟာပေါ့ကိုတားနဲ့အိမ်မြတ်နယ်ကိုတော့ကျောင်းနေတော့ကကျွန်တော်ကျောင်းတက်ကြတော့တငယ်ချင်းတွေတော့ဝိုင်းစနေကြတာသူတို့ညောက်ကတော့တငယ်ချင်းစိတ်ပဲလို့တော့ပြောတာပဲပူခြင်းလဲပူမှာပေါ့ဒါတော့ကျွန်တော်လည်းသိချာတော့မသိဘူးလေအေးပါဟုတ်ပါပြီဟဲ့မင်းဆက်လက်တောက်ချင်ဘူးကြီးကတော့ကောင်းလိုက်တာငါညီအဲ့နေ့ကဒုက္ခပြန်တော့မင်းတို့အဖွဲ့ဘက်က10ယောက်ထဲနဲ့ဆက်ကစားရတာပေါ့ဟုတ်လားမဟုတ်ဗျကိုခအစားဘူဝင်ကစားတယ်လေဘူဝင်တော့လည်းကျွန်တော်တို့နိုင်တယ်လို့ပြောရမှာဒီကောင်ကနောက်တန်းအရန်ကောင်းတာစိတ်ချရတယ်အဲ့တော့တစ်ဖက်တန်းရှုံးပြီးတော့မှွန်သွားတယ်ဆိုပါတော့ဟုတ်တယ်ဘုံကြီးဒီကောင်တွေကမှွန်တတ်တယ်ဘောလုံးလူရင်နဲ့ကျွန်တော်ညိုတကြီးကိုဖြတ်ကန်သွားလို့တင်တော့နေတဲ့တောင်စကားများသေးတယ်ကျွန်တော်ပဲမနေ့ခွဲပေးလိုက်ရဒုက္ခပြန်သွားပြီးတော့တစ်ဖက်အဖွဲရအောင်တယောက်ယောက်ပြန်သွားတာမျိုးမင်းသတိထားမိသေးလားအဲ့ဒါကတော့ကစားနေတဲ့လူတွေတော့မပြန်ဘူးဗျပွဲပြီးတဲ့အထိတော့ဒီတိုင်းပဲရှိတာပဲအပြင်ကလာကြည့်တဲ့သူတွေပြန်မပြန်တော့ကျွန်တော်တို့မပြောတတ်ဘူးကောင်းပါပြီငါညီဟုတ်ပြီနောက်ထပ်အကူသိကျင်တာလေးတွေရှိလာရင်အကူရဲဘော်တွေလှုပ်ပြီးတော့ခေါ်ခိုင်းလိုက်ဒီအုပ်ဆွဲမဲ့အောင်နဲ့အဖွဲနဲ့ဒုက္ခတို့တငယ်ချင်းများအားစခန်းတို့ခေါ်ကတိလို့ဒီများမြင်းမြန်းပြီးနောက်ဒုက္ခတို့ကန်ခဲ့သည့်ဘောလုံးကွင်းတို့တွားခဲ့လေသည်ဘွေကျွန်တော်ခေါင်းနဲ့အပုတ်နိုင်ကြီးရနေတယ်လို့အေးကွာငါလည်းပြောမလို့ရှာကွာတခုပဲပုံနှံကတော့တော်တော်စူးတယ်ကွာဟုတ်တယ်ဘိုးကြီးပုံနှံကဒီနားလောက်ကပိုရတာဟိုကျွန်တော်ကျသိန်းတောင်ထားလာ
ကောင်ကတေချာရှာစမ်းကွာမင်းကလည်းရဲလုံးနေဟဲ့အောင်လေအမိုက်ဘုံနေဖြဲကြည့်ကွာဟိုဘက်ကမိုက်ဘုံနေနားတွေအဲ့အမိုက်ကန်ကြီးပေးမှာအဲ့အမိုက်ကန်နဲ့နည်းနည်းပါးလို့ဆိုဝလုံးနဲ့တွေထိုးထက်ပြီးတော့ရှာကွာဟဲ့အောင်အနက်နေတော်တော်စူးတယ်ကွာပုံနှံကလည်းဟုတ်တယ်ဘူးရကျွန်တော်တော့ခံစားနိုင်တော့တော်ဆိုးနေပြီတဲ့အန်ကိုအန်ချင်းနေတာမင်းရတယ်ကွာတွေ့အောင်ရှာစမ်းပါကွာဒီဘောလုံးကွင်းမှာဘယ်တော့မှအပုပ်နဲ့ရဘူးလို့ငါလည်းတစ်ခါတည်းလာကန်နေတာမင်းတို့လည်းလိုက်လာနေတာဒီအပုပ်နဲ့ကဒီနားတစ်ဝိုက်မှာပဲရှိရမယ်ရှာကွာဘိုးကြီးဒီမှာတွေ့ပြီတွေ့ပြီကျွန်တော်ရနေအပုပ်နဲ့တွေ့ပြီဒီမှာဗျခွေးသေးကောင်ဗျဟာလာခွေးတယ်မှာပဲကွာအနီ ဟဲ့အနှွေညီးဘယ်တော့ပြန်ရောက်နေတာလဲ အနီရမရောက်တာအနီရဲ့အနီတို့ဒုနဲ့လက်ဆောင်တော့ပါသေးတယ် အေးကောင်းပါပဲကျေးဇူးတင်ပါတယ်အေး အော်အနီတူတာရော ရှိပါသူတာကောသူခါကောခန်းထဲမှာပဲပြင်ဟိုးမထွက်ဘူးညီးသွားတွေးလိုက်အောင်ဒိုစန်းတီတာကြီးပြောစကားကြောင့်အေးမျက်နှွေကြောင်စီစီဖြစ်သွားခဲ့ပြီသူတာရှိရာအခန်းသို့ထွက်လာခဲ့လိုက်သည် ကိုတာငါပါအီးမြက်နွယ်ပါကိုတာတကားဖွင့်အောင်လို့ သမီးသားတို့အိတ်နေတယ်ထင်တယ်နောက်နေ့မှပဲပြန်လာခဲ့ပေါ့သမီးလည်းခီးပန်းလာရဆိုတော့ပြန်နားလိုက်အောင်နော် ရပါတယ်အနီရဲ့တကယ်ချင်းတွေနဲ့မတွေ့ရရလဲကြာပြီဆိုတော့လေသမီးကိုတာနဲ့ခဏလောက်စကားပြောချင်လို့ပါ သားတို့အိတ်နေတယ်နောက်နေ့မှပြန်လာခဲ့ အေးမြက်နွေခံစားနေရသည်စူးညံ့သောအပုံနှံတစ်ခုကိုရနေကမိမိနောက်ကျောတွင်တစုံတစ်ယောက်ရှိနေမှခံစားမိနေသည်จิตသည်မွေးညင်ထနေတော်လေလက်သီးများကိုတင်းနေအောင်ဆုပ်ထားကအနောက်သို့လှည့်ကြည့်လိုက်ရာ
ဦးကောင်းမှသွေးများစီးကြနေပြီနေရဲနေသောမျက်နှာနှင့်မိမိအားနီးကပ်စွာစူးစူးရှာရှာစိုက်ကြည့်နေသည်မှာဝဲဘက်ပါပြင်တွင်မှဲ့နေလေးပါသောဒုက္ခဖြစ်နေလေတော့သည်အိမ်မက်ကနေလန့်နိုးလာသောအိမ်မြတ်တွေတယောက်ဦးကောင်းအားလက်နှစ်ဖက်ပြည့်စုံကုန်လိုက်ခါအင်မတန်ကိုစိတ်ရှုပ်ထွေးနေသည်မတူညီသောအိမ်မက်နှစ်ခုကိုပြန်လည်စဉ်းစားပြီးငါများယူသွားပြီလားဟုသောအတွေးပင်တွေးမိနေသည်လန်းဆန်းသွားအောင်ရေမိုးရှိုးပြီးနောက်အမေပြင်ပေးထားသောမနက်စာစားပြီးတငယ်ချင်းများထံသွားလေမည်ဟုပြောခဲ့ကတုတ္တဒုက္ခတို့နေအိမ်သို့ထွက်လာခဲ့လိုက်သည်အေးမြတ်တွင်ဘာလို့ရမည်မသိမတူညီသောထူးဆန်းသည့်အိမ်မက်အကြောင်းကိုဘသူကိုပြောပြရမလဲထူးဆန်းနေသောဟိုသားမီးနှစ်ယောက်အကြောင်းကိုဘသူနဲ့တိုင်ပင်ရမလဲသူတို့မိသားစုဘာတွေဖြစ်နေကြတာလဲအတွေးများစွာဖြင့်ဆိုင်ကယ်မောင်းလာလိုက်ရာတုတ္တဒုက္ခတို့နေအိမ်ရှိအရောက်တွင်ရှန်တဲ၌ရဲကားတစ်စီးရပ်ထားကြောင်းတွေ့လိုက်ရသည်ဝင်သွားရမည်လားဘာတွေဖြစ်ကြပြန်ပြီလဲတွေ့ဝီသောစိုးရိမ်စိတ်တို့ကိုတိကျင်စိတ်ကလွှမ်းမိုးသွားကတပ်ပြင်းတစ်ချက်ရှပြီးရှန်တဲမောင်းသွားလိုက်လေသည်ညီမကအိမ်မြတ်နွယ်ဆိုတာလား ဟုတ်ကဲ့ညီမကိုဘလို့သိရလဲရှင် ဒါကတော့ဒီလိုပဲပေါ့သူတို့အမွှာညီကိုနဲ့ပတ်သက်ဆက်နွယ်သူအများစုကိုအကိုသိတဲ့လောက်သိထားပါတယ်ဒါနဲ့ညီမကလာလဲတာလား ဟုတ်အရာရှိကြီးရအောင်ကိစ္စရှိလို့လား မင်းမျက်နှာ၏အမေအားရဲအုပ်ဆွဲမှန်းအောင်မှတစ်ချက်ပြုံးလိုက်ခါ ဒီလိုညီမရဲ့အကိုကအမှုစစ်အရာရှိရဲကိုဇွဲမှန်အောင်ပါဒုက္ခကိစ္စကိုစုံစမ်းနေရတယ်ဆိုတော့ညီမကရန်ကုန်မှာတင်တန်းသွားတက်နေတာမလားကျောင်းပိတ်လို့အလဲလာတာလား ဤအကြောင်းအားတီရှာစွာသိနေသောထိုရဲအရာရှိကိုအေးမြတ်တွင်တိတ်သဘောမကျလှရဲအုပ်ဆွဲမှန်းအောင်အားစကားစဖြစ်၍ဒေါ်စန်းတီတာကိုအော်ခေါ်လိုက်လေသည် ဟုတ်ကဲ့အန်တီ ဟဲ့သမီးရောက်လာတာလား ဟုတ်ကဲ့ ဒီမို့ကြောင့်ပန်းမှရဲအရာရှိအတွက်ဖြစ်ပုံရသောကော်ဖီခွက်တစ်ခွက်ကင်ကမိမိတို့ရှိရာဧကန်ဘက်စကားပြောရင်းလျှောက်လာသောဦးမျိုးလှိုင်ဝင်းအားလှမ်းကြည့်ကခတ်တွတ်တွတ်ပြန်ဖြီးပြီး ဟုတ်အန်တီတို့မရှိကြဘူးလားတိမ်လုံးတိတ်ဆိတ်နေရပဲဦးလေးလေးပိန်သွားရင်နော်ကျမကြီးရောโอเคရဲ့လားဟုတ်ဒုက္ခကိစ္စရောဘာထူးသေးလဲ တွက်လက်လက်ရှိသောအေးမြတ်တွင်တယောက်ဦးမျိုးလှိုင်ဝင်းအားမိကိုများအဆက်မပြတ်မေးနေသည်ကိုဘူကြီးဆွဲမှန်အောင်မှအာယုံဆိုင်စွာကြည်နေသည် သမီးအန်တီကနေမကောင်းလို့လေခေါင်းမူနေတယ်ဆိုလို့တုတ္တနဲ့ဈေးကန်းသွားကြတယ် ဦးလေးကလိုင်းမပို့ဘူးလားဘာလို့တုတ်တနဲ့လှုပ်လိုက်တာလဲ သိုးရင်စိတ်တိလို့စိတ်တို့ပြင်းပြနေပြီးဝန်းလက်တောက်ပနေသောမျက်ဝန်းတို့ဖြင့်ဦးမျိုးလှိုင်ဝင်းအားအဆက်မပြတ်မေးခွန်းများအထက်ထက်မေးနေသောအိမ်မြတ်တွေကိုဘူကြီးဆွဲမှန်အောင်အကဲခတ်နေသည် သမီးရေဦးလေးကဒီနေ့ဆန်ဆက်ထဲလဲသွားရသေးတယ်လေမန်နေဂျာနဲ့လွှတ်ထားတာကြာပြီကွအခြေအနေလေးပါလေးတွားကြည့်စစ်ဆေးရသေးတာပေါ့ဩဘိုးဒီကလေးမအိမ်မြတ်တွေကသားတို့နဲ့တငယ်ချင်းလေ အော်ဦးလေးအန်တီတို့မရှိတော့လေသမီးပြောပြစရာရှိလို့ဒီကအရာရှိကြီးအတွက်လဲတဲလွန်စားလေးများဖြစ်မလားပေါ့လေ
ဆိုပါအောင်ငါညီမ အေးမြတ်လွယ်လေသူမ၏အိမ်မက်များအကြောင်းနှင့်ထူးဆန်းနေသောတုတ္တတို့သားအမိအကြောင်းကိုအသေးစိတ်ပြောပြနေပြီးဦးမျိုးလိုက်ဝင်းနှင့်ဘိုးကြီးဆွဲမန့်အောင်တို့မှာအာယုံဆိုင်စွာတေရှာနားထောင်နေသည်ထို့စဉ်ပင်ဘိုးကြီးဆွဲမန့်အောင်၏တယ်လီဖုန်းမြည်သံကြားလိုက်ရပြီးမိရထားဝန်တန်းအိမ်ယာဝင်းကြီး၏အနောက်ဘက်အုပ်ဆိုင်နေသောဝယုံပင်ကြီးများအကြားတွင်ရေရင်းပြက်ကြီးတစ်ခုရှိပြီးထိုရေရင်းပြက်ကြီးအတွင်မှမျိုးသားငယ်အလောင်းတစ်ခုတွေ့ရှိကြောင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးမှဖုန်းဆက်အကြောင်းကြားခြင်းဖြစ်နေသည်ဘိုးကြီးဆွဲမှန်အောင်တယောက်အေးမြတ်ຫນွေအားအံ့ဩမှင်သက်စွာမျက်လုံးစိမ်းတို့ဖြင့်စိုက်ကြည့်နေပြီးတခဏပင်ငြိမ်သက်သွားလေသည်အလောင်းတီရှိရာသို့ဘိုးကြီးဆွဲမှန်အောင်နှင့်တူဦးမျိုးလိုက်ဝင်းနှင့်အီးမြတ်တွေတို့ပါလာကြသည်ဘိုးကြီးဆွဲမှန်အောင်မှကြည့်ရှုစစ်ဆေးပြီးအလောင်းဟာလည်းမျက်နှာအတော်လေးပျက်စီးနေသောကြောင့်ရင်ခွဲစစ်ဆေးရန်ဆေးရုံသို့ပို့ဆောင်စေခဲ့သည်အလောင်းသွားကြည့်ပြီးအပြန်ဦးမျိုးလိုက်ဝင်းနှင့်အတူအီးမြတ်တွေပါလာသည်ဒေါ်စန်းတီရာတို့တားမိလဲပဲစေကမ်းမှပြန်ရောက်နေသည်တုတ္တယနေ့ထိအီးမြတ်တွေအောင်မျက်နှာရှင်မဆိုင်အီးမြတ်တွေဒေါ်စန်းတီရာနှင့်စကားပြောနေစဉ်အတွင်းမှာပင်တုတ္တနှင့်ဒုက္ခတို့၏အိတ်ခမ်းဘက်မှစန္ဒယာတီးတံကြားရလေသည်စန္ဒယာတီးတဲ့သူဟာဒုက္ခသာဖြစ်သည်ကိုအီးမြတ်တွေတိတိရှာရှာသိထားသောကြောင့်တုတ္တကဘယ်တော့မှစန္ဒယာတီးတက်သွားတာလေအန်ဒီဟုမေးမြန်းခဲ့ပေမဲ့စကားလမ်းကြောင်းလွှဲသွားခြင်းကြောင့်ဆက်မမေးဖြစ်တော့အီးမြတ်တွေအကြံဉာဏ်တစ်ခုပေါ်လာကဒေါ်စန်းတီရာတို့နေအိမ်မှရှက်ရှင်းဆိုသလိုထပြန်လာခဲ့သည်ရဲစခန်းထဲသို့ရောက်သည်နှင့်ဘိုးကြီးဆွဲမှန်အောင်နှင့်တွေ့ခွင့်ရရန်အီးမြတ်တွေကြိုးစားခဲ့သည်အိမ်မက်နှင့်စန္ဒယာတီတီဖြစ်စဉ်များကိုနှိုင်းရှင်ကသူမ၏တန်တရားအားပြောပြနေသည်အာယုံစိုက်စွာနားထောင်နေသောဘိုးကြီးဆွဲမှန်အောင်လေရှာဖွေတွေ့ရှိခဲ့သည့်အလောင်းဟာတုတ္တလည်းမဟုတ်သလိုဒုက္ခလည်းမဟုတ်ကြောင်းတခြားလူငယ်တဦးဖြစ်ကြောင်းငွေရည်စိအလွန်အကျွံသုံးဆွဲမှုကြောင့်တိတ်ဆုံးရခြင်းဖြစ်ကြောင်းဒီလောင်းနှင့်ပတ်သက်၍လေစုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းပြန်လည်ပြောပြနေသောဘိုးကြီးဆွဲမှန်အောင်၏စကားများကိုနားထောင်ပြီးအီးမြတ်တွင်စိတ်များကြွေပြားနေတော့သည်တုတ္တဘယ်မှာလဲဒုက္ခကဘာလို့တုတ္တရောင်ဆောင်လာတာလဲတွေးပေါင်းများစွာဖြင့်ညဘက်အိတ်ဆက်ရမည်ကိုပင်အီးမြတ်တွင်ကြောက်ရွံ့နေမိသည်အရှိန်များစွာကြာပြီးသည့်တိုင်ပျောက်ဆုံးနေသည်ဟုယူဆရသောဒုက္ခအားရှာမတွေ့ပါနေအိမ်မှာရှိနေသူဟာလေလူအများကတုတ္တဟုထင်မှတ်ကြပင်သည့်ထိုသူဟာညီသူဖြစ်ကြောင်းဒေါ်စန်းတီရာနှင့်အီးမြတ်တွေတို့အပြင်ဦးမျိုးလိုက်ဝင်းသည်ပင်တေရှာစွာ
သိနေသည်သို့တော့ပျောက်ဆုံးနေသူအမွာတယောက်ဘယ်မှာလဲဆိုတာကိုတော့ဘယ်သူမှမသိကြပေအိမ်ကိုပြန်ရောက်လာသူဟာဒုက္ခအစစ်သားဆိုလျင်တုတ္တဘယ်မှာလဲဘာကြောင့်ပျောက်နေရတာလဲ Where is he? Where is he? Is he?